မနေ့ဒီနေ့တော့ပန်းမိုးလာလေးကြော်ပါမယ်ပန်းမိုးလာလေးကိုကြော်ဖို့အတွက်နေတော်လေးလှီထားပြပါမယ်ပြီးတော့မနေ့ကညကမိုးလေးတွေဝယ်ထားတဲ့ကြောင့်မိုးလေးတွေကချစ်ချင်းဆက်ဆက်လေးဟင်းကြိုလေးချက်မှာပေါ့နော်ဒီနေ့တော့မိုးလေးနဲ့ပန်းမိုးလာလေးကိုချက်ပါမယ်ရှင်ဒါကတော့ပန်းမိုးလာကြော်ဖို့အတွက်ကြက်သွန်ဖြူလေးနဲ့ကြက်သွန်နီလေးကိုလှီထားပါတယ်ဒါပန်းမိုးလာကြော်တဲ့ထဲကိုလည်းကြက်ဥလေးလေးခောက်ထားပါတယ်စီစူတာနဲ့ဒီနေ့ကကြက်သွန်ဖြူလေးနဲ့အရင်စီတက်လိုက်ပါမယ်ကြက်သွန်ဖြူလေးနည်းနည်းလေးအရောင်တက်လာနဲ့ကြက်သွန်နီလေးတစ်ခါထည့်ပြီးတော့တစ်ခါစီတက်လိုက်ပါမယ်ကြက်သွန်နီလေးကိုလည်းစီတက်ပြီးရနဲ့ဒီနေ့ကခုနခောက်ထားတဲ့ကြက်ဥလေးကိုလည်းထည့်ပြီးတော့တစ်ခါလေးရောကြော်လိုက်ပါမယ်ရှင်ပန်းမိုးလာကြော်ရင်ကြက်ဥလေးနဲ့ထည့်ကြော်တာနည်းနည်းပိုတက်ပါတယ်ကြက်ဥလေးကိုလည်းကြက်သွားအောင်ဒီအရင်ကြော်လိုက်ပါမယ်ကြက်ဥလေးနေတော့ဖြစ်လာပြီဆိုရင်လည်းကြက်ဥလေးတွေလည်းနေတော့ပြီးစားဖို့အတွက်နေတော်လေးဖြစ်လာပြီဆိုတော့ပန်းခုနတုံးထားတဲ့ပန်းငုတ်ဗီဒီယိုကိုပါထည့်ပြီးတော့တစ်ခါလေးရောကြော်လိုက်ပါမယ်ရှင်ဒီနေ့ကတော့စိတ်စိတ်အားရတဲ့လေပြတာအောင်ပန်းမိုးလာကြော်လေးနဲ့ခင်းစားပါမယ်ရှင်ပန်းမိုးလာကြော်လေးနဲ့ရုံးမှီပြီးတော့ရက်တာလေးနှဲ့ပြီးတော့ပန်းမိုးလာကြော်လေးကိုကျက်တော့အောင်ဒီအရင်တက်ထားလိုက်ပါမယ်ရှင်ပန်းမိုးလာလေးကအရောင်လေးနဲ့ပြီးတော့အတူအောင်ဆိုပြီးတော့အယူလေးထည့်ပြီးတော့စားရယ်ဒီမိုးရယ်ခရုတ်ခူးစီရယ်လည်းထည့်ပြီးတော့အရင်ကြော်ထားလိုက်ပါမယ်ပန်းမိုးလာလေးတွေလည်းကြက်နေပြီဆိုတော့ဒီနေ့ကမီးပိတ်ပြီးတော့ခတ်ထုတ်ထားလိုက်ပါမယ်ရှင်ဒါစားဖို့အတွက်ပန်းမိုးလာကြော်လေးလည်းစတဲ့ဖြစ်ပါပြီအာဟာရဓာတ်လို့ပြီးဝအောင်ဟင်းတွေများစားပေးပါဒါကတော့ပန်းမိုးလာကြော်လေးရပါပြီရှင်ပြီးရင်မိုးဟင်းချက်ဖို့အတွက်ရည်နွေးအရင်ကိုတည်ထားလိုက်ပါမယ်ပြီးရင်ဟိုဘက်ရည်နွေးတည်ထားတော့ကြက်တော်ဖြူနဲ့ငရုတ်သီးကိုလည်းရည်စီးထားပါမယ်ကြက်တော်ဖြူနဲ့ငရုတ်သီးကိုလည်းပြီးတော့ညံ့အောင်ခန်းထားလိုက်ပါမယ်ပြီးတော့ဟိုဘက်ချမ်းအိုးကလည်းဆူလာပြီဆိုတော့ငပီတောင်းလေးနည်းနည်းထည့်လိုက်ပါမယ်ငပီလေးထည့်ပြီးတော့ရေဆူတာထိရင်ထည့်တက်လိုက်ပါမယ်ရေဆူလာပြီဆိုတာနဲ့ခုနထောင်ထားတဲ့ကြက်တော်ဖြူနဲ့ငရုတ်သီးကိုလည်းထည့်ပြီးတော့တစ်ခါရေပွက်ဆူအောင်တစ်ခါထည့်တက်လိုက်ပါမယ်ပြီးရင်အဲ့ထဲကိုခုနရေးစစ်ထားတဲ့မိုးလေးကိုပါထည့်လိုက်ပါမယ်ရှင်ဒီနေ့တော့ချင်းဆက်ဆက်နဲ့မိုးရင်းချိုလေးရပါပြီရှင်ပြီးရနဲ့မိုးလေးထည့်ပြီးတော့တစ်ခါထပ်လုံးလိုက်ပါမယ်ရတာလေးတွေကိုထည့်လိုက်ပါမယ်ဟင်းချိုချကန်ဒီမှာတစ်ခါတံပြားရေးခက်ပြီးတော့မီးကိုပိတ်လိုက်ပါမယ်ရှင်ဒါကတော့ဟင်းချိုလေးလည်းပွက်ပြီးရတာလေးနေတော့ဖြစ်ပြီဆိုရင်တော့တံပြားရေးလေးကိုထည့်ပြီးတော့မီးလေးပိတ်လိုက်ပါမယ်ရှင်ဒီနေ့တော့ရာသီဥတုကလည်းရမ်းပူတဲ့ချင်းဖြစ်နေတဲ့ချင်းဆက်ဆက်လေးနဲ့မုံရင်းချိုလေးစားဖို့အတွက်စီစဉ်ဖြစ်နေပါပြီရှင်